တိုင်းပြည်တဲ့မလဲတော့လက်နက်ကင်ထားတဲ့မင်းတို့မှာဓမြတိုက်စားနေရမှာတော့တို့လူထုတွေဘလောက်တောင်ဆင်းရဲလိုက်လိမ့်မလဲတွက်သားကြည့်ပါတော့ကွယ်လေတကြီးကတော့ခမည်းဘာစကားပြောတာလဲကျုပ်တို့များအနှုတ်ဆုတ်ကုန်းဆုတ်ဓမြများအောက်မေ့နေလို့လားမအောက်မေ့ရပါဘူးတော့လက်နက်ကင်ပြီးအနိုင်ကျင့်ဝင်မှာတော့အနှုတ်ဆုတ်ကုန်းဆုတ်ဓမြဖြစ်ဖြစ်မျက်နှာကြီးဓမြဖြစ်ဖြစ်အတူတူပါပဲတော့ရာဟုတ်နဲ့ထမနဲ့အခေါ်သာကွဲတာပါပြဲတာချင်းတူတူပါတော့တဲ့ကျမအမေကတော့ဓမ္မရက်ခံမှရိုက်ရောပြောစရာရှိတဲ့စကားတော့ပြောတာပဲတောသူကြီးပြီးပြီပေါ့အဲ့ဒီလိုကျမမိပါတယ်မှာလေတန်းလှိုင်းတန်းသခိုးတမြတန်းခံခဲ့ရရုံနဲ့မကဘူးဆက်နှက်မှုမင်းတိုင်းတန်းဆိုတာလည်းခံခဲ့ရသေးတာကျမအမေကအမြဲတမ်းပြောတယ်ငါသမီးရဲ့တဲ့အိုစာမင်းစာတဲ့အိုစာကညီစားစရာမရှိရင်ကိုယ့်ကိုပလက်လန်အိတ်နေအေးအေးနေလို့ရသေးတယ်တော့တဲ့မင်းစာများအေးအေးကိုနေလို့မရတာတော့တဲ့ညီစဉ်းစားကြည့်စမ်းမအောင်အေးတဲ့ဟောဒီကိုတိုင်းပြည်ထဲမှာသူ့ဘာသူတဘာဝအလျောက်စီးဆင်းနေတဲ့အေယာဝတီမြစ်ကြီးတဲ့ကိုချွေးနှဲစာနဲ့ရတဲ့လှေကလေးနဲ့လှေထိုးစားတာညီနဲ့ကိုစိုက်ချင်တဲ့စိတ်ကန်းရဲရဲစိုက်ဝင်တာမဟုတ်တော့တဲ့လှေစိုက်လိုက်တာနဲ့တပြိုင်နက်တည်းစိတ်ကန်းကဆင်းကောက်တာကျမတို့ခေတ်လည်းမထူးပါဘူးကျမတို့ခေတ်လည်းဘယ်လမ်းကိုသွားခြင်းလဲနော်သွားခြင်းတဲ့လမ်းကိုထွက်ကြည့်လိုက်ဘယ်နေရာမှာမဆိုလမ်းကြီးကောက်တဲ့ဂိတ်တွေရှိတယ်လမ်းကိုဖြောက်မြောက်သွားရတယ်မရှိဘူးဒီဂိတ်ပေး